မျက်နှာလည်းမကောင်းပါလားသမီးရဲ့သမီးနေကောင်းရဲ့လားကောင်းတော့ကောင်းပါတယ်အဖရဲ့ဒါပေမဲ့သမီးရဲ့ဝေဒနာကိုအဖနားလည်ပါတယ်သမီးရဲ့သမီးဟာသမုဒိယနေပယ်တွေကဥထုစဉ်လူသားမလို့သမီးမောင်တက်ကကိုတတိယနေတယ်မဟုတ်လားဟုတ်ပါတယ်ဖရဲ့မောင်ကြီးတက်ကသူ့ရဲ့နေရင်ဖြစ်တဲ့6ထိပ်ရွာကိုပြန်သွားပြီးကြတဲ့ခုချိန်ထိကိုဘာတည်းမှမကြားတော့ပါဘူးပါရဲ့မပြောမပြီးမတီးမမီဆိုရလို့သမီးလေးကိုအဖပြောရအောင်မယ်ဘာများလဲပပသမီးရဲ့ခင်မွန်းမောင်တက်ကဟာသမီးထင်တယ်လို့လူသားစင်စင်မဟုတ်ပြီဘူးရှင်ဟိုးနတ်ပြည်6ထပ်တာဝရင်သာကနတ်တို့တနင်းကြားမင်းဖြစ်ပြီတဲ့ရှင်မောင်ကြီးတက်ကကြားမင်းဟုတ်လားပါဟုတ်တယ်ကွယ်ကြားနဲ့လူဘဝချင်းမတူတာမို့လို့သမီးလေးမျှော်လင့်မနေပါနဲ့တော့ကွယ်အကြောင်းတစ်စုံတရာကြောင့်သမီးငယ်လေးရှိရောက်မလာနိုင်နေမှာပေါ့ဒါကြောင့်သမီးလေးမျှော်လင့်စောင့်စားနေတာစိတ်လျှော့လိုက်ပါနတ်တို့တနင်းအရှင်တရားမင်းဖေအားအရှင်တရားမင်းကိုယ်တိုင်လူပြည်ကိုဆင်း၍အဘယ်အရေးကိစ္စများဆောင်ရွက်ခဲ့ပါသလဲဖေအားလူတို့ရဲ့တပ်တန်းအရေးအတွက်ရာညာမကြာမီနှစ်များမှာလူနဲ့ပြမတတ္တဝါတို့ဤကိုးကွယ်ရာဖြစ်တော်မူသောသုံးလောကထွတ်ထားတပ်ပင်ကြီးမြတ်စွာဘုရားရှင်ပွင့်တော်မူလိမ့်မယ်ထိုဘုရားရှင်လက်ထက်မှာရှေးနောင်တော်ဘုရားသုံးလူတို့ရဲ့ဓာတ်တော်မွေတော်များနှင့်စံတော်ရှစ်စုကိုဌာပနာထားပြီးစေတီတီထားကိုးကွယ်ကြရလိမ့်မယ်ထိုစေတီကိုတီထားကိုးကွယ်ရမယ်ဘုရားဓာယိကာကတော့တိန်ဂုတ်တရကုန်းတော်အနီးအရန်ကုန်းတော်မှာတရင်မှွေလျော်နေတဲ့ရသေးကြီးကမွေးစားထားတဲ့မယ်လင်မှုကမွေးဖွားလာမဲ့သားတော်ကသာလျင်ဘုရားဓာယိကာဖြစ်ပေလိမ့်မယ်မှန်လားပါဤအရေးကိစ္စမှာအရှင်တရားမင်းကညီကဲ့သို့များဆောင်ရွက်မိကိုအမိန့်ရှိတော်မူပါဗျာထိုလမှုကညာအားရဏာပုဒ္ဒမွေးဖွားရလေအောင်မနုဿလူသားတို့ကတရေပေးခြင်းကမထိုက်တန်ပြီဒါကြောင့်တာဝရင်သာနတ်ပြည်ကနတ်တို့တနေငါတရားမင်းကိုယ်တိုင်တရေပေးရအောင်လို့လမှုကညာနဲ့ရင်းနှီးရလေအောင်လူပြေရွာသို့ဆင်းသက်ရခြင်းဖြစ်ပေတယ်မှန်လားပါနတ်တို့တနင်းအရှင်တရားမင်းဖေအားယခုအရှင်တရားမင်းရဲ့ရည်ရွယ်ရေးကိစ္စပြီးမြောက်သွားပြီလားဖေအားလမှုကညာနဲ့ချစ်ကျွမ်းဝင်ခဲ့လို့သူ့ရဲ့ဖခင်ရဲ့တည်ဤထံမှာတောင်းယူထိမ်းများပြီးပြီမို့ဇရဏာပုဒ္ဒတတိခရအောင်တရားရည်စဉ်ကိုလမှုကညာထံရောက်အောင်လို့ကျေးသားကိုစေလွတ်ပြီးပို့ခန်းရပြီဦးမယ်ဒီနေ့ရက်လာကြောင်းပါဗျာ
မောင်တော်တက်ကစန္ဒပြည့်အောင်ဒီတကြားရည်စီငါတောက်လိုက်